internet ပေါ်က series တစ်ခုဟာရုပ်ရှင်ရုံတွေမှာသမိုင်းဝင်အောင်မြင်မှုတစ်ခုကိုဖန်တီးခဲ့တာကိုမိတ်ဆွေသတိထားမိပါလိမ့်မယ်The Amazing Digital Circus The Last Act ကတော့စတင်ပြသတာနဲ့$9.5 သန်းကျော်တဲ့ဝင်ငွေကိုကြိုတင်ရောင်းချမှုကနေရရှိခဲ့တာဖြစ်ပါတယ်ဒီလို online ကနေစတင်ခဲ့တဲ့ဖန်တီးမှုတစ်ခုကရုပ်ရှင်လောကမှာဘယ်လိုနေရာယူနိုင်ခဲ့တာလဲဆိုတာစိတ်ဝင်စားစရာပါ2013ခုနှစ်မှာ YouTube ကနေစတင်ခဲ့တဲ့ The Amazing Digital Circus ဟာလွတ်လပ်စွာဖန်တီးထားတဲ့ကာတွန်း series လေးထဲမှာစီးပွားရေးရအောင်မြင်ဆုံးတစ်ခုဖြစ်လာခဲ့ပါတယ်။ကြည့်ရှုသူဘီလီယံထောင်ကျော်ရှိခဲ့ပြီး2024ခုနှစ်အောက်တိုဘာလရဲ့ပထမဆုံးနှစ်ပတ်အတွင်း Netflix ရဲ့ကမ္ဘာပေါ်မှာကြည့်ရှုမှုအများဆုံး series 9ခုထဲမှာပါဝင်ခဲ့ပါတယ်။ဒီလိုမျိုး internet ပေါ်မှာကြီးမားတဲ့အောင်မြင်မှုကနေရုပ်ရှင်ရုံတွေစီဦးတည်လာခဲ့တာပါ။ Glitch Production ကနေဖန်တီးပြီး Fathom Entertainment နဲ့ပူးပေါင်းပြီးဒီ series ရဲ့နောက်ဆုံးအပိုင်း The Last Act ကို American ပြည်ထောင်စုမှာရုပ်ရှင်ရုံဒီမှာစတင်ပြသဖို့စီစဉ်ခဲ့ပါတယ်။အစားပိုင်းမှာရုံပေါင်း900ခန်းကနေပြသဖို့ရည်ရွယ်ခဲ့တာပါ။ဒါပေမဲ့ပရိသတ်တွေရဲ့တောင်းဆိုမှုကမူလခံမှန်းထားတာချက်အများကြီးပိုများခဲ့ပါတယ်။ ဒီလိုပရိသတ်တွေရဲ့အားပေးမှုကြောင့် The Amazing Digital Circus The Last Act ရဲ့ကျူတင်ရောက်အားဟာ$9.5 သန်းကျော်အထိရောက်ရှိသွားခဲ့ပါတယ်။ဒီပမာဏဟာ Fathom Entertainment အတွက်စံချိန်တင်တဲ့ဝင်ငွေတစ်ခုဖြစ်လာခဲ့ပါတယ်။ဒီအောင်မြင်မှုကရုံးအရွယ်အတွက်ကိုပါထပ်မံတိုးချဲ့ဖို့တွန်းအားပေးခဲ့တာပါကြီးမားတဲ့ကြိုတင်ရောင်းအားတွေကြောင့်ဒီဇလန်ရဲ့ပြသရမယ့်ရုံအရေးအတွက်ဟာ2000ကျော်ထိတိုးချဲ့ခဲ့ရပါတယ်။ဒါဟာမူလရည်မှန်းထားတဲ့ရုံအရေးအတွက်ရဲ့2ဆကျော်ပိုများလာတာဖြစ်ပါတယ်။ဇွန်လ4ရက်နေ့ကနေ18ရက်နေ့အထိအမေရိကန်နိုင်ငံတဝမ်းမှာပြသသွားမှာပါ။ဒီလိုမျိုးကြီးမားတဲ့တိုးချဲ့မှုကပရိသတ်တွေအတွက်ဘလို့အတွေ့အကြုံတွေပေးစွမ်းနိုင်မလဲ The Last Act ဟာရိုးရိုးရှင်းရင်းနောက်ဆုံးအပိုင်းတစ်ခုမဟုတ်ပါဘူးအပိုင်း၈ကိုအပိုင်း9အသစ်နဲ့ပေါင်းဆက်ပြီးတနာရီကြာအောင်ဖန်တီးထားတာဖြစ်ပါတယ် Gooseworks ကဖန်တီးထားတဲ့ဒီ series ရဲ့အဆုံးသတ်ကိုရုပ်ရှင်ရုံတွေမှာခန်းစားခွင့်ရမှာပါဒါကပရိသတ်တွေကိုထူးခြားတဲ့အတွေ့အခွင့်ပေးစွမ်းမှာပါ Glitch Production ရဲ့ CEO Kevin Ledwidge ကတော့ဒီ series ရဲ့ကမ္ဘာတဝန်းကပရိသတ်နဲ့ရုပ်ရှင်ရုံပိုင်ရှင်တွေရဲ့တောင်းဆိုမှုအပေါ်ဂုဏ်ယူကြောင်းပြောခဲ့ပါတယ်။ Fathom နဲ့ပူးပေါင်းပြီးရရှိခဲ့တဲ့အောင်မြင်မှုကိုလည်းကျေနပ်ကြောင်းဖော်ပြခဲ့ပါတယ်။သူ့အနေနဲ့အကောင်းဆုံးပရိသတ်အတွေ့အကြုံကိုပေးနိုင်ဖို့အာရုံစိုက်နေပြီးနိုင်ငံတကာဈေးကွက်အတွက်လည်းဆောင်ရွက်နေတယ်လို့သိရပါတယ်။ Fathom Entertainment ရဲ့ CEO Ray Nat ကလည်းThe Last Act ရဲ့ကြိုတင်ရောင်းအားတွေဟာသူတို့အတွက်စံချိန်သစ်တွေတင်ခဲ့ကြောင်းထပ်လောင်းပြောဆိုခဲ့ပါတယ်။ရုပ်ရှင်ရုံပိုင်ရှင်တွေကိုလည်းအထူးထုတ်လုပ်ထားတဲ့အကန့်အသတ်နဲ့သာရနိုင်တဲ့အစားအသောက်အချိုရည်ဖြော်ခွက်တွေပေးအပ်သွားမယ်လို့ဆိုပါတယ်။ဒါဟာပရိသတ်တွေကိုပိုမိုဆွဲဆောင်နိုင်ဖို့နည်းလမ်းတစ်ခုပါပဲ။ The Amazing Digital Circus ရဲ့အောင်မြင်မှုက internet ပေါ်ကနေစတင်ခဲ့တဲ့ဖန်တီးမှုတွေဟာရုပ်ရှင်လောကလိုတမားရိုးကြားဈေးကွက်တွေကိုဘယ်လိုထိုးဖောက်နိုင်လဲဆိုတာကိုပြသနေပါတယ်။ဒါဟာ online အခြေပြုဖန်တီးရှင်တွေအတွက်လမ်းကြောင်းတစ်တစ်ခုကိုဖွင့်ပေးလိုက်တာပါပဲ။ဒီလိုပုံစံမျိုးတွေဟာနောက်အနာဂတ်ဖြောဖြေးဈေးကွက်မှာဘယ်လိုဆက်ပြီးပြောင်းလဲမှုတွေဖြစ်လာအောင်လဲဆိုတာစောင့်ကြည့်ဖို့လိုပါတယ်။